ဒီရရတယ်မှတ်ဒီရတာတော့ဒုက္ခဘာသစ္စာလို့ခေါ်ကြအဲ့ဒါနဲ့ဒုက္ခသစ္စာကစနေတာပဲဒီနောက်မှကြည့်ရမှလူလည်းမဖြစ်ဘူးပါနဲ့နာလည်းမဖြစ်ဘူးစရဒုက္ခသစ္စာကစတယ်အဲ့ဒီမှာဆွဲထားရမယ်ဟောစတယ်ကဘာနဲ့စကြဒုက္ခသစ္စာနဲ့စတာဘူးနောက်ဖြည်းဖြည်းချင်းဒုက္ခသစ္စာတွေတွားလာတယ်လားမှတ်ရမယ်လူလေးဖြစ်လာတယ်နတ်လေးဖြစ်လာတယ်ဒီမာလေးဖြစ်လာတယ်ဆိုတာပြောကောင်းလို့လုပ်သင်္ကဒုက္ခသစ္စာကပြောင်းပြီးကြလာလူဖြစ်လာတယ်နတ်ဖြစ်လာတယ်ဒီမာဖြစ်လာတယ်ဒီလိုမှတ်နေလို့မဖြစ်ဘူးဒုက္ခသစ္စာမျိုးတော့နည်းနည်းကြည့်လာဒုက္ခသစ္စာတိုးလာတာရှိတာပဲလူတိုးလာတော့ဘာသစ္စာတိုးလဲနန်းတိုးလာတော့အဲဒါရဲ့ဒုက္ခသစ္စာနဲ့မူတော်တော့တိုးလာတော့ဒုက္ခသစ္စာတွေတိုးတယ်အပေါ်ကြီးလာတဲ့ပြင်ဘာရင်းတိုးလာကြတော့မှတ်ဖို့မလိုပါဘူးဒုက္ခသစ္စာနဲ့စလာလို့ဒုက္ခသစ္စာပွားဒုက္ခသစ္စာကြီးထွားလာဒါကလည်းမှန်သားပြီးသံဃာတို့ကသိကြမှာထားမယ်အစလာနဲ့စနောက်ဒုက္ခသစ္စာတွေရုပ်တွေကလည်းဒီလိုပြတ်တာပြတ်တိုးတာကတော့နာမည်ကလည်းပြတ်တာပြတ်တိုးတာကတော့ခဘာရင်းတိုးလာတော့နည်းနည်းမေးရမယ်ပြတ်တာလည်းဘာသစ္စာလဲဇာတိပြီးလာတယ်ဒုက္ခသစ္စာကြီးပြောလာတော့ဒုက္ခဖြစ်ဒုက္ခပြတ်တာပဲရှိတယ်ငကိုယ်နဲ့ရကြတော့မိမတို့ပုဂ္ဂိုလ်တို့တ attva တို့ပါရလားအစကမပါတယ်ရှင်းထားလိုက်လို့ရှိရင်ယံကြည့်ပါပြတ်တာလည်းဒုက္ခသစ္စာနောက်ဇာတိလည်းဒုက္ခသစ္စာဒုက္ခသစ္စာပြောဒုက္ခသစ္စာသတ်ထိုးတယ်လို့ဒါရှင်တွေရောအလုံးဒီတိုင်းမှတ်ရမှာဇာရတိုင်းထားတော့ပဲနောက်မှပူသောက်ရလို့သေးဇာရဒုက္ခသစ္စာဆိုတဲ့နာမည်နဲ့ပြိတ္တိနေကြတယ်နောက်ဒါရုပ်သူစိတ်ကပြည့်ကြည့်လိုက်ရကြည့်ခွာရတာခွာသုံးခါနဲ့ပေါ်ပြန်ပေါ်လာတယ်ဒီလိုနာနာကောင်အင်္ဂါကြီးတွေပေါ်လာတယ်ပေါ်လာတာနဲ့ဒုက္ခသစ္စာကပြောက်သွားသလားဒါတွေပဲပွားလာတာလားလို့ဆိုတော့ဘယ်လိုမှတ်ကြဒါတွေပဲပွားလာတဲ့သင်္ကြန်ဒုက္ခသစ္စာတွေပွားလာတာပဲဆိုရင်ဟောတဲ့ဒုက္ခနေဆွဲလာနေပါဘူးပွားတယ်နာမည်မျိုးပွားလာတဲ့အခါကျတော့ဘယ်လိုမျိုးပွားလာလဲလို့ဆိုရလို့လေဒုက္ခသစ္စာကိုပြန်ရောက်လာတာပဲရှိတာပဲနောက်ကျလှုပ်လိုက်တိုင်းနဲ့ငိုလိုက်ယူလိုက်ဒီလိုမှသူလည်းဖြစ်လာတာပဲအပြောတာဖြစ်သွားတာဒုက္ခသစ္စာလေးဒီနေ့ဆက်ချင်းပြလာတယ်ဒုက္ခသစ္စာအောင်ဒုက္ခသစ္စာလေးဆက်ပြီးဒုက္ခသစ္စာလေးဖြစ်တာရဲ့ဝိညာဉ်ညာနဲ့ဒီတိုင်းရှိသွားရမယ်ဒီတိုင်းရှိသွားတဲ့အခါကျတော့ဒုက္ခသစ္စာပြေဒုက္ခသစ္စာသုတ္တတာအမှန်ရှိတကယ်ရှိဉာဏ်နဲ့ရှိတကယ်ရှိဒီရှိတယ်လို့မပြောင်းပြကြလို့ရှိရင်ဒုက္ခသစ္စာသိတယ်လို့ဆိုရမှာပဲဒီလိုကိုကြက်သွားမယ်ဆိုလို့ရှိရင်ဒီရနဲ့ကြောက်ကြောက်လေးကိုပါလာတယ်မင်းမဝင်ကိုပါလာတယ်ဆိုလို့ရှိရင်တော့ဒုက္ခသစ္စာပြောပြီးရကြနေမှာသမုဒိသစ္စာကတောင်းလို့ပြီးကြောက်ကြောက်လေးကိုဆင်းရဲပြီးမင်းမလေးကိုဆင်းရဲပြီးနေစိတ်လာတယ်ဘုံဘောရမောသစ္စာကြီးမြင်ကြရတာတွေ့လို့ရှိရင်ဆင်းရဲပြီးမင်းကြီးကျနာကြီးအာဟုရကြီးရဲ့ဒါလည်းလာမှလာဒါတော့ဘယ်လိုမျိုးအာဟုရဆိုရင်ဘယ်လိုမျိုးပေါ်လာပါလိမ့်မယ်လို့ထုတ်လို့ရှိရင်ဒုက္ခသစ္စာပြောက်သွားတယ်လက်တော်ရင်းကြတဲ့ပါဖြစ်သွားတယ်လက်တော်ရင်းကြတဲ့ဒုက္ခသစ္စာပြောက်သွားလို့ဆိုရတယ်အဖြစ်ဆိုးလို့မှတ်ရမယ်အဲ့တော့မင်းတို့ဘာပြောတဲ့သင်္ခါစာပြီးကြလားဒါလိုပြောဆင်းလာတယ်သမီးလေးတွေညွန့်ပေါက်လာတယ်ဆိုပြီးကြလားဒါလေးတွေတဲ့ဒုက္ခသစ္စာနဲ့ဒုက္ခသစ္စာသဘောကိုပြောလို့ရှိရင်ကိုယ်သူနဲ့သူဆိုတဲ့သဘောလေးယဉ်ကျေးရေးကြမ်းကိုလာကုန်ပြီဒါပေမဲ့ယဉ်ကျေးရေးကြမ်းကိုလာနေဆိုလို့ရှိရင်မင်းတို့မှတ်ကြဒုက္ခသစ္စာပြောက်သွားတဲ့အတွက်ဒါကိုဖြစ်လာတာပဲဘောပါဒါကြောင့်ဒုက္ခသစ္စာကိုဘယ်လိုမှမပြောတတ်နိုင်ဆိုတော့ဖြစ်တယ်
ကြတာနဲ့အသာဆိုတာကများတော့ကြည့်ရတယ်ဒီလိုလေးပြန်လာဖို့ပေါ်လာတဲ့အခါကျမှမင်းတို့ဒုက္ခသစ္စာပြောပြီးသမီးဆောင်ရတာနဲ့သာဆောင်ရတာနဲ့ဒါလိုပုံစံနဲ့အဲ့ဒါမင်းမျိုးကြကြတယ်လို့ယဉ်ကျေးကြတယ်မျိုးလေးကျင်လို့ဆိုတဲ့ဒီလိုမျိုးကြောက်ပါတယ်သင်္ကန်းသာပြောက်သွားတယ်မင်းတို့ကအစရတယ်မသိဒီနေ့ပြောတယ်ဒီနေ့ကမှလမ်းဆုံးဒီလိုပြောတာကိုစားတယ်မသိတဲ့လူတွေပြောတာကိုမင်းများနဲ့လူတွေနောက်ကနေကြည့်တခါရဲဒီကောင်ကိုဆိုပြီးမှတ်နေတော့ဇမုဇ္ဇဝိဇ္ဇရဲ့တောင်းတာဒီလိုပြောတာကိုသုံးရတယ်ပြုံးတယ်ဒါလိုပဲပြုံးတယ်ဘယ်လိုဆိုတော့ဒါလိုမြင်နေတဲ့ဒီလိုမူရချက်အဲ့ဒီမူရရဲ့ဇာရမင်းဒါပြောလို့ဒီစက်ဘောပေါက်လာတယ်ဆိုတာကမင်းရုံးဒီလိုနားပြောက်မင်းတို့ဆောက်တယ်အစကလည်းမသိဘူးဒီမျိုးအစကလည်းဒုက္ခသစ္စာတော့မသိဘူးရုံးနာဒုက္ခသစ္စာပါလားလို့ဘုရားဟောတာလည်းသိဒီဘောကောင်းဒုက္ခသစ္စာဆက်အမှန်နဲ့ရှင်းနေတာပဲဒါတော့ပုဂ္ဂိုလ်ကလည်းမင်းတို့ကမင်းတို့ကရမောကလာရင်ဒါလည်းထုံးလာတယ်သမီးရဲ့ညွန့်ပေါက်လာတာနဲ့မင်းတို့လုံးပြတဲ့နဲ့မင်းတို့လုံးမမင်းတို့မျိုးမရှိမင်းတို့လုံးတဲ့အရေးဒါကမင်းတို့ကသမုတ်ပြီးထားတယ်ဘာလို့ဆိုဒီမျိုးကိုစဉ်းတော့တာဒါမှဆိုရင်မင်းတို့ဒီလိုလုပ်ပြပါတယ်မင်းဒါလေးထုံးရတယ်ဘယ်လိုကမင်းတို့နဲ့ဆင်တယ်နဲ့သမီးတို့ကလည်းညွန့်ပေါက်လာတယ်ကျုံးနဲ့ဆင်တယ်နဲ့တင်လာတဲ့လူတွေယူထားပြီးတော့နေတာနဲ့တော့ကြက်သွားရတဲ့ဘက်ကနေပြည့်စီလိုက်ဒုက္ခဒုက္ခမဒုက္ခတွေဆိုပြောလိုက်ရင်မင်းတို့ကမျိုးဝဲဆင်ရတယ်မကွာဘုရားပြောတယ်လို့သိထားလို့ရှင်ဘုရားရှင်ပြလို့လေ။ဒါကမင်းတို့ကဝိသတိဒီမဲ့ကမ္မတန်းကသမီးမလို့သိလာတဲ့တဲ့ဒုက္ခသစ္စာဆိုတဲ့သင်္ကေတရင်းပြောက်သွားတဲ့အတွက်မူပြပေါ်ပေါက်လာတယ်လို့မှတ်ရမယ်။ဒါကမင်းတို့သင်္ကေတကြောင့်လို့ဆိုတာပေါ်ကြသေးတော့သိပါဘူး။ငုံကြောင့်လို့အကြီးဆုံးအကြီးဆုံးကြည့်ကြမှုဒါနတော့ကြအဲ့ဒါဒီမောက်ကဒီအကြည့်တန်တဲ့ရုပ်ဆုံးမှုကိုဒီဇတ်ကိုဘုရားရဲ့ကံနဲ့လမ်းဆုံးဒီလိုမျိုးနဲ့ဒီလိုမျိုးနဲ့နေတဲ့ကြည့်မရုံနဲ့နာလေးပေါ်ပေါက်လာတာရုံနဲ့နာလေးပဲရက်သွားတာပဲရုံနဲ့နာလေးကသတ်ဆိုရင်ရှင်းတယ်ဆိုတော့ရုံနဲ့သတ်ဆိုတာနောက်ကဘာဆိုလို့ဆိုတော့ရုံနဲ့ပြတ်တာဒါမှတ်ထားအသတ်ဆိုရင်ဘာသတ်ဆိုပြတ်သွားတာရုံနာကတည်းကသူတို့ကတည်းကဒုက္ခသစ္စာကိုပြောတယ်လို့မင်းတို့သုံးရတဲ့လူတွေထားတာမပြောက်ဒီမောကလည်းမပြောက်ဘူးဆိုရင်ဘာသာဝင်တွေကဆိုတော့ဘာသာဆိုရင်ဘယ်လိုလဲမကြည့်ဘူးဒီကတည်းကကုန်တုံးတာဒါကမင်းတို့ဒုက္ခမျိုးတွေကသုံးကြတယ်သုံးမလို့ဒါမတွေ့ဘူးဒုက္ခမျိုးကိုသင်ရစမပြောလို့နေရတဲ့ရှင်ကျင်းတဲ့အဲ့ဒါကိုဆက်သွားတယ်တရားဖြစ်ရှိတယ်တရားဖြစ်ပြီးသွားတယ်ဒီမှာလည်းဖြစ်ပြန်ပြီမင်းတို့ကမှားတယ်မကြည့်ထားတဲ့ပုဂ္ဂိုလ်တွေဒုက္ခသစ္စာကကြော်ပြီးကြတာဒုက္ခသစ္စာမှုကလည်းဒါရသမီးရဲ့လို့ရတဲ့အခါကျတော့မင်းတို့လည်းရဲ့ဘောဘုံမှာလည်းတရားဖြစ်ဆုံးလာတာဒုက္ခနဲ့ပြည့်စုံသွားတယ်ဆိုတော့မင်းတို့လည်းတခါတည်းအယူခါတယ်ဘောကြငါကလည်းကိုယ်အယူခါထားတဲ့ဆံမအယူဘုံတိမှတ်တယ်ဆိုတော့စမပြရလို့ဆိုတော့လေဘုံတိမှတ်ပြရဖို့ပါအဲ့ဒီလိုဘုံကြီးငေါ့တဲ့အခါကျတော့ရှင်အကျဘုံမရှိတော့ဘူးမျိုးကြီးငါကြားဘူးရဲ့ဝေကမကမှုရဲ့အရင်ကမျိုးလေးဆက်ပြီးတော့လုပ်တယ်လုပ်ဖြစ်ကုန်ပြီဒါဘယ်နဲ့ကြောင့်ဒီလောက်တော့အကြီးကြီးဖြစ်သွားတယ်ဆိုတော့အစပြောက်သွားဒုက္ခဒုက္ခအစပြောက်သွားတော့ဒါမှဘုရားဘုရားဝန်သားတွေမှာဒုက္ခမသိရင်အစပြောက်ပုဂ္ဂိုလ်တွေရှင်ငုံမှုမှာလမ်းဆုံးတဲ့ပုဂ္ဂိုလ်ကြီးပဲရှင်လောကအဲ့ဒါဘုရားကမှပြောပြတဲ့နေတွေမဟုတ်ရည်လေးစင်းရည်ချက်များသေးတယ်ဆိုတာအစပြောက်မှုကမဟုတ်ဘူးတော့ပေါ့အစပြောက်ငါလုံးမှာငါဘာသက်တာဘယ်လိုနေတဲ့လုံးမှာလည်းသက်တာမမမရလာတယ်ဘာသက်တာဖြစ်နေတယ်အဲ့ဒီဘုရားသက်တာနဲ့ပြန်ရတော့ပြောက်ပြောကြတဲ့အခါကျရင်ဒီကသက်တာတွေကဒုက္ခသက်တာတော့ဆိုမပြောဘူးပြောရတာက
ခြင်းနာရခြင်းနဲ့စိတ်ဖြစ်တဲ့သေတယ်မောတယ်ဒါလည်းပါလို့ဆိုတော့ကျုံးမပြေရလို့ရှင်ငါမှပြေရလို့ရှင်ဆိုတော့ဆရာဘာပြောသွားလို့လဲကွာဘာတော့အဲ့တော့မင်းတို့ကတော့ဘုရားတွေဘုရားတို့ကတိုင်းဘုရားတို့ဆုံးနေမှာဆိုတာဘုရားမှတ်ထားလို့ရှင်ဟောဒါဒုက္ခသစ္စာကစားတာဒုက္ခသစ္စာမှာတော့ဆုံးရမရှိဘူးဒီဆုံးနေတာမှာစားတာဘာမှစားတယ်ဆုံးတော့ဘာမှဆုံးအလောကနဲ့နေတာဒါတော့မင်းတို့ဘုရားတို့ကြောက်နော်ဘာပြောကွာဘုရားတို့ကြောက်တယ်နော်အစားလည်းကြောက်အလောလည်းပဲကြတယ်မလို့ဒီနာနဲ့သုတ်ချက်ချပြီးခဏခဏပြနေကြဒါကလည်းမသိဘူးအဆုံးတော့ဒုက္ခတွေဆိုရင်ဒုက္ခတွေဆိုတော့ပြောတာပဲလေမင်းမင်းကြီးမင်းကစားတယ်ကံတမရင်ကြောက်သုံးပြီးကြတာသွားတော့မင်းတို့ဘာသာပြီးတော့မလားဘူးဒါကကြောက်လို့မင်းကြောက်သွားတယ်မင်းတို့အရေးထားသုံးပါမလားမင်းကြောက်တာကငါပြောလို့ကမင်းတို့မူရင်းကြောက်တယ်မင်းတို့ကကိုယ်ကမူမပါဘူးဒီလိုတော့လည်းမင်းတို့ကမင်းတို့ကအကက်ခံနေတယ်ဒါနဲ့နေတော့ဘာလို့လဲဘာလို့လဲမင်းကကိုယ်ကမူရင်းကအခုငါပြောတော့မူရင်းကြောက်တယ်ဆိုတာဒါကကောင်းကောင်သိကြလို့မူရင်းကြောက်တယ်ပြောတယ်မင်းကမလို့သိကြတယ်ကမူသိကြတယ်ဒါကမူရင်းဆက်တာပြည့်သာဝရမေဝါဒရဲ့ကံတာပဲဒါကိုယ်ကိုယ်ကြောင့်တော့လေအဲ့ဒါဒုက္ခဒုက္ခကိုယ်ဒုက္ခဒုက္ခဖြစ်တယ်ဒုက္ခဒုက္ခလောကနဲ့ဒုက္ခဒုက္ခဆုံးတဲ့ဒုက္ခဒုက္ခသာဝရဒုက္ခသစ္စာကိုသိချလို့ရှိရင်သေဝနာများကြတော့ဒါလိုသိကြတယ်ဘယ်လိုပါဖြစ်တယ်ဘယ်လိုပါမှုတယ်ဘယ်လိုယောဂရတယ်ဘယ်လိုပါသိတယ်သူ့ဘောတော့ဒုက္ခဘောဒုက္ခပြောတာပဲဒီကဒုက္ခဘောမှုဒုက္ခဘောမှုဒုက္ခကိုပြောတာဒီခန္ဓာကဘာပြောတယ်ဒုက္ခကိုပြောအတုပါဘောမှုမလို့အတုပါဘောမှုတို့တဲ့ခါကျတော့အတုပါပဲပြောတာဒီမှာဘာပြောလဲအဲ့ဒါပြောမှပြောရတယ်ဒီလိုမျိုးပြောလို့မသင်ဘူးဆိုတော့ကျွန်တော်မူပြောက်တာဒါပြမူပြောက်ဟောမင်းတို့ကမူပြောက်ကရောတာလို့ဆိုတော့ငါလည်းဒီလိုဆိုရမူလို့ဘုမပေါ်လို့မရှိဘူးကွာမူလို့မှကြတဲ့ကပြောမူလို့ဒီပဲတက်ပေါက်နေတယ်ဆိုရင်လည်းလွဲတယ်မူလို့ဆိုရင်တော့တက်ဖြစ်ဖြစ်ပြရတာဖြစ်ဖြစ်အဲ့ဒါမူတာကိုပြောရင်တော့ရောလည်းဖြစ်တယ်ဒီလောကလာတာလည်းဆိုမူပြလို့ဖြစ်ရတယ်ဘာမူပြဒုက္ခသစ္စာမူပြဒုက္ခသစ္စာမူပြဒုက္ခသစ္စာနဲ့လာခဲ့တယ်မင်းတို့မသိဘူးမူပါပြမူကိုပေါ်လို့ရတယ်မရှိဘူးဟမ်မူပေါ်လို့မရှိဘူးကိုယ်ရင်းကအကန့်နဲ့ပြင်နေကြမူပေါ်လို့မရှိကြဘူးဆိုလို့ရှိရင်မင်းတို့ကဒီဘဝလည်းမဟုတ်ဘူးဖြစ်တဲ့ခန္ဓာပဲကိုယ်ကငိုရည်ရတော့ငါဝိဉ္စိကဘုမနဲ့ငိုရည်ရတော့မင်းတို့ကမှားကြတယ်ကြတယ်ဘုရားပြတ်တော့တယ်ငိုကြတယ်ငိုရည်ရတော့ဘယ်လိုလဲရောက်သွားဘုံညာတော့လောဘမဲ့ညာတော့ဒေါသဆိုတော့ဘယ်လိုလဲရောက်သွားမင်းတို့ကမူကြောက်တယ်ဘယ်လိုလဲရောက်သွားမှာဆိုတာအောင်လို့မူကြောက်ဘာမူကြောက်လဲငိုရည်မှာဒုက္ခဒုက္ခကိုတော့မူကြောက်သွားမယ်ဆိုလို့ရှိရင်ဘယ်လိုလဲကြောက်မှာလဲဘာရှိသေးဘောပါဒါကလည်းမရစားဘူးမှားမှာဩငါကဒုက္ခကမူတယ်ဒုက္ခလေးကိုပြင်းပြတယ်ဒုက္ခလေးကိုဆုံးရှုံးသွားတယ်ဆိုလို့ရှိရင်သူ့ဘောနဲ့သူကတန်ခိုးရောနဲ့မဆောင်တဲ့နဲ့တန်ခိုးဒုက္ခကိုဒုက္ခကိုပြောတယ်ဒုက္ခကိုပြတ်တယ်မဆိုးနိုင်ဘူးအဲ့ဒီမှာရောပြီးထားတဲ့အခါကျလို့ရှိရင်သူတို့ကတော့မပြောရလို့ကျန်လာသေးတယ်ဒါလည်းတော့မလာတော့ဆိုတော့မပြတ်တဲ့ပုဂ္ဂိုလ်ဘောပါမင်းပြောတဲ့ပုဂ္ဂိုလ်ကတောက်တာပြီးတော့မပြောတဲ့ပုဂ္ဂိုလ်တောက်တာပြီးတော့ဒီခံတာမင်းတို့ဆောင်းလာမှမပြောလို့ပြန်မုန်းကိုမပြောလာဘူးမပြောလာလို့ပြန်မင်းမကတော့လမ်းဆုံးမှာပဲဆိုတဲ့အိမ်ကမြောက်
ဒီကနေ့နဲ့ကနေ့လမ်းဆုံးတော့ဘောအော်ငါနဲ့တူတဲ့နေကြဘောပါဟာဘာပြတ်လဲဘုရားအာမှုချင်းဒီဘောကိုဆိုတော့ကြားသေးတယ်အဲ့တော့ငါကဘာရောမှာသစ္စာမသိရမသိရတော့ဘယ်လိုလဲမကြည့်ရသစ္စာဟောမှာနိဗ္ဗာန်သစ္စာကိုနာမနဲ့ပုဂ္ဂိုလ်သစ္စာကိုသဘောကျတဲ့ပုဂ္ဂိုလ်မှာသူရောအမှုကြောက်တတ်နေတာဟုတ်ပါဒီကိစ္စမှာမူပါပြောင်းနေတယ်လို့ပြောကြတယ်ငွေပြေတော့ကွာယဉ်ကျေးပြေတော့ကွာအတော်ငွေပြေတော့ကွာလို့လုံးဝသိကြံတော့လေလုံးဝသိကြည့်ခဲ့တယ်ဒီနေ့ဒီပြိဋ္ဌာန်သာတယ်မင်းတို့ကမူကြောက်တယ်မူလုံးမရှိတိုးတယ်လည်း၆ဖြစ်ငါကတော့ကိုယ်တိုင်းမှာသင်္ဘောလေးတယ်လို့မူသိရှိရတယ်ငါကလည်းကိုယ်မူလည်းမရှိဘူးခုကလည်းဆရာပြတယ်ပြန်တော့လည်းလာတယ်မူကြောက်တယ်ဆက်မဖြစ်ရတယ်ငါကမူရှိတယ်တဲ့ဘယ်လိုကြောက်ငါကမူရှိတယ်ကမှဘယ်လိုကြောက်ကမူကမှတ်တယ်ကျန်တာဘယ်လိုမှတ်ငါကတော့မူရှိတယ်ဆရာကတော့ဘယ်လိုလဲဘယ်လိုလဲမူဆိုတော့မူရင်းကြီးဖြစ်တာဒါကဘယ်လိုမှမပြောရတဲ့အခါကျတော့သင်္တာတက္ကသဆိုတဲ့ခန္ဓာကိုယ်ကြီးဆက်လိုက်ဖြစ်တယ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 ်ဘယ်တော့လည်းပါတယ်မင်းတို့ကသိနေလို့ရှိရင်ဒီလိုမဆောက်တော့လည်းနေကြတယ်ရှင်နေပါရမှာဟုတ်ကဲ့ဒါမှမဟုတ်အိမ်မှာတော့ရမ်းလာပြီးတော့မင်းတို့ပြေးတဲ့လို့ဆောက်နေရာတွေကဘုဒ္ဓမှာလည်းမသိမသိတော့မင်းတို့မှာဘာနဲ့ကျင်းတယ်လို့ဆိုတောက်ပြတဲ့အတွက်မူရတယ်အပေါ်လေးရတယ်ဒါပဲနဲ့မူရတယ်ဘယ်လိုလဲဘာမှမဖြစ်ဘူးအဲ့ဒါမူမသိလို့ပဲထားရတာမူကြောက်တယ်လို့ထားရဒီမကြောက်တာထားရတယ်မူမသိလို့လေမူမသိလို့လေမူလို့လေမူနဲ့မူရရမူကြောက်တယ်လေအဲ့ဒါကိုမင်းတို့ကိုသုံးရတာလည်းရှားမဟုတ်ပါဘူးတဲ့မူရဲ့ဒေသက၆ပြတ်မှကြောင့်မင်းတို့ဒုက္ခရောက်မှာဆိုရတယ်မူကတော်တယ်ဘာလို့မှရပါအဲ့ဒါသုံးပြလို့ရှိရင်အော်လို့ကသုံးပြရကြောက်သွားတယ်ယူကြည့်ပါဒီကကြောက်သွားလို့ရှိရင်ဘုမှုတော့ကြောက်သွားမယ်တော်လို့ကြောက်ရဲဘာမှမရှိနေရတော့မယ်ဆိုတော့ဒုက္ခကိုစွန့်နေအဲ့ဒါကြောင့်မင်းတို့ဒုက္ခတော့မြင်မကြောက်နဲ့ဟုတ်ကဲ့အကောင်းဆုံးကလည်းလက်ချင်းကြည့်လိုက်ကြည့်တဲ့ခန္ဓာကိုယ်မှာဆက်လက်ကြည့်လိုက်တာဘာဖြစ်လဲဒုက္ခတွေဘာလို့လဲဒုက္ခတွေဘာလို့ဘာလို့ခန္ဓာကိုယ်ကဆက်ဆက်ဆက်ဒုက္ခခန္ဓာကိုယ်ဒုက္ခတွေဆက်လက်ကြည့်လိုက်ဒီလိုကနေရဲဆိုတော့မူလို့မလို့နော်ဒီကောင်းကောင်းကမဆောက်ကောင်းနေလို့ရှိရင်အမှန်ကိုလည်းမညာဟာလာဘူးလေမှန်ကိုလည်းမညာနဲ့ဘုရားမရဘူးလေအဲ့ဒါဘာသာရေးရောင်းလို့ဘုရားဘာသာရေးရောဆိုတော့ဘယ်နည်းနဲ့သိရင်သိတယ်ရမမောလို့ပဲသိတော့မဆိုနိုင်ဘူးအဲ့ဒါမှမဟုတ်ဘူးသူတရားမှာလာကြတာကြားပါပြီမဟုတ်ဘူးအဘယ်လိုသိတာမှာသိမှရှားပါမလားလို့မင်းတို့ပြောနေလူကြောက်ရင်သိတာသိတာလူကြောက်သိတာလူမကြောက်ရင်သိတာဟုတ်တယ်မဟုတ်ဘူးဘယ်လိုလဲမဟုတ်ဘူးဒီကဘုရားတို့ခေါ်မူတော်မှာပြောတဲ့မူလုံးဒါတွေကဆောက်ဖို့တော့မယ်ဆိုလို့ရှိရင်ဒါမှမဟုတ်မလဲဆိုတော့သောတာပတိကရတယ်ငရေဒါကိုယ်ပိုင်ကြည့်ပြမှာပဲဒါကြောင့်ကျွန်တော်တို့ဘယ်လိုမြင်မှတော့မူမကမူကြောက်ဆိုတော့ဘယ်သူဆိုသုံးရအောင်ရတယ်ဒုက္ခသစ္စာသိနေရတယ်သုံးရအောင်ဒုက္ခသစ္စာသိနေတယ်ဒီလိုလိုနဲ့ကျောင်းကလည်းမဟုတ်တော့ဘူးဒီလိုလိုနဲ့ကိုယ်တိုင်သိပြီဆိုလို့ရှိရင်အသိဆုံးလို့ရှိရင်နိုင်ညာဖြစ်တာအသိဆုံးနိုင်ညာလို့ရှိရင်တော့ဘာလို့လဲတော့နှင်းတယ်အခုမဆုံးလို့တော့အကြောင်းအရာတွေရမယ်ဒီလိုကြောင်းလာရဲ့ဘာမှမကောင်းဘူးတောင်းတမှုပါတယ်ကိုယ်ကိုယ်ပြုပါတယ်ဆိုရင်လည်းမရသေးပါဘူးနော်ကိုယ်တော်မှုကိုရမှာသာနဲ့လောကပရိသေနေမရဘူးကြတယ်ကိုယ်တော်မှုမှမရဘူးဆိုလို့ရှိရင်လောကပရိသေလည်းကြောင်းမှာမဟုတ်ဘူးဒုက္ခရောဂါကလည်းငြိမ်းမှာမဟုတ်ဘူး
ဘယ်မျိုးလဲဆိုတော့တော့မျိုးတွေတော့သူနေတာပဲစောင့်နေတာပဲကိုယ်ကိုယ်လေးတစ်ခုရောက်တယ်အလုံးကြီးကြီးပါဘူးကိုယ်ကဒီကောင်ကပြောတာပြောတာတယ်ဒီကမျိုးကသူကမနခန္ဓာမှာရှိနေတာအဘိဓမ္မာမနခန္ဓာတွေကအသိနဲ့သွားတွေ့ရမယ်မနခန္ဓာရဲ့ဒုက္ခသစ္စာရှိနေမနခန္ဓာရဲ့ဉာဏ်သိနဲ့သွားတွေ့ရမယ်ဒါကဘုရားရှိနေဘုရားကြီးပြောရမှာတော့ဘုရားကြီးနဲ့ဘုရားကြီးပြောရမှာသဘောပါဘာလို့ပါပြောကြဘုရားကြီးနဲ့ဘုရားကြီးပြောတဲ့အခါကျတော့ဒီမျိုးကြောင်းနေရတယ်။မရတော့ပြန်ရက်ကပြောပြောရာကပြောပြောမြို့ရရှိပြောပြောဒီလိုပြောတဲ့ဘုရားသဘောတူတယ်ရလိုက်တယ်။အခုဘုရားမဝင်တော့ဘူးဆိုတော့တနေ့ကြတယ်နည်းနည်း။ငါကားလို့ဆိုတော့မင်းတို့ကြာပြောတယ်မိုးလို့မလို့တော့ငါတို့လို့ဆိုတော့မင်းတို့ကမိုးကြာလို့လည်းမိုးလို့မလို့တော့ဒါတော့ကိုယ်စီကိုယ်စီနဲ့တောင်းလို့ရမယ်။ဘယ်လိုလဲကိုယ်စီပါလားကိုယ်စီရမှာကိုယ်စီပါကိုယ်စီရမှာအဲဒီမှန်မှန်နဲ့ကိုယ်မှာပြရလို့ရမယ်ပြရလို့တဲ့အခါကျတော့ဒီလိုမျိုးဝင်နေတယ်ဆန်းရမိုးကျတော့ကတိတွေကဆိုတော့မိုးတော့တရားတွေနည်းနည်းမှမရှိတော့ဒီလိုငါဆိုတဲ့တရားတွေဘာလို့လဲကိုယ်စီနဲ့ကိုယ်စီတိုက်သွားတယ်ဒီနေ့ကဒီနေ့ကငါရှိနေဒီနေ့ကငါရှိနေနေတော့ကတော့ဒီမှာမြည်ရဆက်ဆက်ထားလို့တော့ကတော့လည်းဆက်လိုက်ဟမ်အဲ့ဒါကိုရှိနေကိုယ်စီနဲ့တိုက်ကြနေမှာတော့ပြန်ရေးရတာဟာဒီလိုမျိုးဒီနေ့တရားမှာဘာသာကိုသိတာထားပြောလို့ဆိုလို့ချင်းအစရရှိတာအလယ်ရှိတာသုံးရရှိတာဒါကမပြတ်အစရဘာလို့ဆိုအလယ်အဆုံးငါကဘုရားပြရမှာဒီလိုမျိုးပါတဲ့အခါအမှန်စားရမယ်ဖြစ်တဲ့နေတာကအလုံးနဲ့ဖြစ်တဲ့နေတာသုံးနဲ့ဖြစ်တဲ့နေသုံးတာပဲဒါကလည်းဒါရိုက်ပြီးပြီးကြတာထားတယ်အဲဒီအင်းနဲ့သုံးညာပြီးနဲ့ပြောခဲ့ရအဲဒီအင်းနဲ့ကိုယ်ညာပြီးနဲ့သွားပြီးကြရဘာလို့ပြောတာမှမဟုတ်တော့ဘူးကိုယ်ညာပြီးနဲ့ဆိုကိုဖြစ်ဒီလိုလိုယူကြည့်ပါဘူးတဲ့ဆိုလို့ချင်းအမဲ့ဒီဖြစ်ရတာပဲဘောဂတ္တကိုမဂ္ဂတ္တနဲ့ပြီးနော်ဒီလိုမျိုးတော့ဘောဂဖြစ်တဲ့တရားဘောဂဖြစ်တဲ့တရားတွေသာဖြစ်တယ်အခုပုတ်ကုန်လာတယ်နော်ပုတ်ကုန်တဲ့ဘောဂဖြစ်တဲ့တရားတွေငြင်းကြတာနိဗ္ဗာန်ဘောဂဖြစ်တဲ့ငြင်းကြဘောဂဖြစ်တဲ့ငြင်းကြတာကပြစ္ဆုတ်ကံခန္ဓာရှိတဲ့တရားတွေနိဗ္ဗာန်ကိုမှားရမယ်ခန္ဓာရှိတဲ့ဘောဂဖြစ်တဲ့ငြင်းကြရင်ခန္ဓာရှိတဲ့ဘောဂဖြစ်တဲ့ငြင်းတဲ့နိဗ္ဗာန်ကိုကိုယ်ပိုင်ရတယ်မှားရဒါဖြင့်အစရဆုံးတရားမဖောက်တဲ့ပုဂ္ဂိုလ်အဲဒီမဖောက်တဲ့အစ္စကိုမူတယ်လို့ကြတာအော်ဒါကိုရှိတာနဲ့ဒါဓမ္မဆိုတာတော့မဟုတ်တော့ဘူးဘုရားနဲ့သိနေတိုက်ပါပဲလားကိုယ်ရှိနေကိုယ်ရှိနေတာတန်းနေအောင်ထားမှုတဲ့ပုဂ္ဂိုလ်ကြတော့သတ္တကံနဲ့ဖြစ်သက္ကရာကံနဲ့ဖြစ်နာကံနဲ့ဖြစ်ယံကံနဲ့ဖြစ်ဘုရားနဲ့ဖြစ်တယ်ဒါဖြင့်သတ္တကံဘာလို့သတ္တကံသိရတယ်ကိုယ်ရှိနေကိုယ်ရှိတိုက်တယ်ဘောပါဒါရံဘယ်လိုလုပ်ဖြစ်တာဒီဘုရားဘယ်လိုလုပ်ဖြစ်တာဘယ်လိုလုပ်တဲ့ဆံဘယ်လိုလဲဘုရားကိုကောင်းညာပြီးတော့မနဲ့သိကြလို့ရှင်ဒါကလေးတွေကတော့ဘာဖြစ်တာဒါကလေးတွေကတော့သုံးကြလို့ရှင်ဒါကလေးတွေကနိဗ္ဗာန်ကအဘ္ဗံနိဗ္ဗာန်ကအဘ္ဗံသုံးနေပြီအဘိဓိဝမောဟမရှိဘူးအဲ့ဒါကိုတော့ဝမ်းနဲ့ဆံမကတိသုံးတယ်ဘာသာဖြစ်တဲ့တရားဘုရားဖြစ်တဲ့တရားတွေဒုက္ခရောဂါတွေဖြစ်တဲ့တရားတွေဒါကြောင့်ဒုက္ခရောဂါကမရှိတဲ့နိဗ္ဗာန်လို့ဆိုရင်လောကဒါကမဟုတ်ဘူးဘုရားနဲ့ကိုယ်ကိုကြားအောင်မနစ်တာမောမရှိသေးတာကိုသိရတယ်လို့မယုံကြည်မပြောမှုရတယ်ဆက်မတော့မရှိသေးတာကိုသိရတယ်လို့လက်တွေ့ပြမှာလက်တွေ့ပြဆိုတာဆက်မတော့အဲဒီသိတယ်နဲ့အဲဒီပြလို့ဓမ္မပြတယ်လို့သိတယ်နဲ့မိမိကသိတယ်နဲ့တိုက်ကြရင်မင်းကကိုညာရတာသဘောပါဒါကြောင့်လူသုံးခုမပြောနဲ့အကြောင်းကအလောကျတော့မဟုတ်ဘူးအလောလည်းသက်တယ်အဆုံးကြရမဟုတ်ဘူးနဲ့အဆုံးကြရတော့ဘာနဲ့ဆုံးအဆုံးကြရတော့သက်ဖြစ်တယ်အလော
ဘာလို့ဒီစိတ်လေးလေးရှိပြီးကြတာနေလဲဒီလိုမကောက်ဘူးဒီလိုကိုယ်ကမကောက်ဘူးလို့ဒီလိုသုံးရက်ကိုကိုယ်ကမကောက်မဟုတ်တာဘယ်လိုဒီလိုမျိုးငါတို့ဟုတ်ဒီသင်ကြားလို့ဆိုကိုယ်ကလည်းဒီလိုပြီးဆိုလို့ရှိရင်ဒါမဲ့ဖြစ်တာမဲ့ကိုယ်ကလည်းသင်ကြားရလို့ရတယ်ပါပဲအဲ့ဒါကိုသုံးနေတာတော့ကြာဒီလိုကဘာလို့လဲဒီကောင်ကဘာလို့လဲဓမ္မတိကနဲ့ဒုက္ခဒေါမကနဲ့အမှန်မာရဆိုတော့ဘာလို့လဲရတယ်ဒီပုတ်တယ်ဒုက္ခဒေါမကလည်းကိုယ်ကိုယ်ကွာဒုက္ခဒေါမဟောတာတော့နိဗ္ဗာန်ဆိုတာဝိရိယမှတယ်ယခုဖြစ်တဲ့ဒုက္ခဝိရိယငြိမ်းသွားတယ်အကျိုးပြုတဲ့ကြလို့ရှင်ဒုက္ခဝိရိယသိငြိမ်းသွားတယ်ကိုနိဗ္ဗာန်လို့ဆိုတာပဲဆိုတော့မင်းတို့ဘာသာနဲ့ဆိုလို့လေဘောပါ